Hello, ဒီနေ့တော့ခင်းချင်းလေးငကြိုင်တဲ့နေ့ချက်ပြမှာဖြစ်ပါတယ်အရင်ဦးဆုံးကော်ဖီလေးတောက်မယ်မနက်9 နာရီပေါ့နော်ကလေးလေးကြောင်းမသွားခင်လေကလေးလေးတဲ့ lunch box လေးပါလေးပြင်ဆင်ရအောင်မယ်အရင်ဆုံးလေးတော့အောင်ဆိုကော်ဖီလေးကိုအရင်ဆုံးတောက်မယ်ဆိုကော်ဖီလေးတောက်ပြီးဆိုတာနဲ့ကလေးလေးအတွက်မမလေးပြုတ်ပြီးတော့မှထည့်ပေးမယ်ကဲ lunch box လေးလည်းအစင်သေးဖြစ်နေပြီဆိုတော့လေကလေးလေးကိုနိုးပဲကျန်တော့တယ်သူတို့သွားနိုးလိုက်မယ်တရက်လေးကလေးအိတ်နေတော့လေအမြလူလောက်သွားတာဒီကလေးလေးကြောင်းသွားပြီးပါပြီဆိုတော့ငါပြကြီးချက်ဖို့တော့စပြီးတော့မှလောက်တော့ပါမယ်အရင်ဦးဆုံးတွတ်လေးပပလေးမယ်ကဲချက်သွန်လေးတွေနေလို့ပြီးပြီဆိုရင်တော့ခရမ်းကျင်လေးတွေကိုကိုလိုတဲ့အနေထားလေးတွေနေပေးမယ်ဒီရမှာခရမ်းကျင်တွေကို3 လုံးသုံးထားပါတယ်ဒီနမင်းလေးတွေဒီစိမ်းလေးတွေကိုပါနှစ်ချက်ခွဲပြီးတော့မှအသင့်လေးပြင်ထားမှာပေါ့ပစုံကြောက်လေဖီရဒီခါမှမထောင်းတော့ဘူးကဲအရင်ဦးဆုံးစီထဲမယ်စီပူလာပြီဆိုတာနဲ့အခုနဖြတ်ထားတဲ့ချက်သွန်လေးတွေကိုစီပူရဲမှာထည့်မယ်ချက်သွန်လေးတွေနည်းနည်းလေးနွားလာတဲ့အထိမွေပြီးချက်သွန်လေးကိုလည်းနည်းနည်းလေးပြန်မွေပြီးမယ်ပြီးသွားလို့ရှိရင်တစ်ဖက်မှာပစုံကြောက်လေးတွေဖီရရေးစအောင်ဆေးလိုက်မယ်ကဲစနေမလေးနဲ့ထည့်ပြီးတော့မာနနဲ့လေးတော့နဲ့ထည့်ပြင်ပြီးတော့မမွေးပေးမယ်ပြီးပါပြီဆိုလို့ရှိရင်ခုနဆေးထားတဲ့ပစုံကြောင်းလေးတွေကိုထည့်ရမယ်ပစုံကြောင်းအကောင်သေးတဲ့ဆိုတော့လေဖီမထောင်းတော့ဘူးအကောင်လိုက်ပဲထည့်လိုက်တယ်ပြီးရင်ငြုတ်ဒီအလိုတော့မှုထည့်မယ်ငြုတ်ဒီခွဲချမ်းလေးပါနဲ့ထည့်မယ်ညတီးအနနဲ့မဲတော့ဖီဟာအယောင်လေးလာစီချင်လို့ပေါ့နော်အယောင်တင်မုတ်ပါနဲ့ထည့်လိုက်တယ်နောက်ဆုံးမှတော့ခင်းဒီလေးထည့်ပြီးတော့မာနာလေးငွေပြင်လိုက်မယ်ပြီးရင်ဦးလိုတဲ့အရာလေးတွေကိုစမယ်အရာလေးစတဲ့ချိန်မှာလေကုစိတ်တန်ကြဆောက်လို့ရတာပေါ့နော်တရားနဲ့တရားတော့ချက်နေလေးရောမတူဘူးပေါ့ကဲပြီးလို့ရှိရင်ဖီဟာမှာဒီစိမ်းနေပါလေးထည့်ထားပြီးတော့မာနည်းနည်းလေးကိုသူ့ကိုအေးလေးနဲ့ပေးချောက်လိုက်မယ်ပြီးရင်ချောက်ပါပြီဆိုလို့ရှိရင်မတခါနဲ့နဲ့မင်းလေးပါဖီကအုပ်လိုက်ရဲ့ပုံမှာအနံ့လေးပုံမွေးစေချင်လို့ပေါ့နော်ကဲအခုဆိုလို့ရှိရင်ခင်းကြီးနေတော့ကြည့်ချက်လေးကအသိချက်နေပြီရောနော်ဒီဟာလေးတစ်ခွက်စီရုံနဲ့ပါဟင်းမလို့တော့ဘူးပေါ့နော်ကစုံရကြောင်နေတဲ့သွေးစားလဲအရန်လိုက်တယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကို like and subscribe လုပ်ပေးပါအားလုံးကိုကျေးဇူးများကြီးတင်တာနော်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်